ဒီနေ့ကျွန်တော်တို့ August 8မှာရုံတင်မဲ့ Weapon ဆိုတဲ့ horror ကားလေးကို trailer တူကြည့်ကြည့်အောင်ဇာတ်လမ်းကြောင်းရာကတော့မျိုးငယ်လေးတစ်မျိုးရဲ့အတန်းနဲ့ကအကြောင်းသား18ယောက်လုံးတပြိုင်တည်းပျောက်ဆုံးသွားပြီးတဲ့နောက်ဘာတွေဆက်ဖြစ်လာလဲဒါတွေဘာကြောင့်ဖြစ်ရလဲဆိုတော့အတူတူဖြေရှားမဲ့ပုံစံမျိုးနဲ့ကြည့်ရှုသူကိုစိတ်ဝင်စားအောင်ဆွဲဆောင်သွားမဲ့ပုံစံမျိုးပါ trailer အစမှာကလေးလေးတစ်ယောက်ကဒီအကြောင်းအရာတွေကိုပြန်ပြောပြနေတဲ့ narrative telling ပုံစံနဲ့ပြထားတယ်ဒီကလေးလေးတွေအားလုံးကမနက်2နာရီ18မိနစ်မှာတပြိုင်တည်းပျောက်သွားကြတာတခြားကလေးတွေမပျောက်ပဲဆီယမတစ်ယောက်တည်းရဲ့အခန်းကလေးတွေပဲပျောက်တာဆိုတော့ကျောင်းသားမိဘတွေကလည်းဆီယမပေါ်တန်တရားဝင်လာပါတော့တယ်ဆီယမနဲ့ရောဒါတွေကဘလို့ပတ်သက်နေလဲဇလန်းကျောင်းရနဲ့ဇလန်းနာမည်ကို weapons လို့ဘာလို့ပေးထားလဲဆိုတာကလည်းစိတ်ဝင်စားကြပဲပြီးတော့ဒီ trailer ထဲမှာပြသွားတဲ့ကလေးတွေတောတွေကိုပြေးသွားတဲ့အခန်းလို့ကိုခင်းရင်းနဲ့ပြန်ထိုးတဲ့အခန်းလို့ကလည်းလုံးဝ creepy vibe ပဲဒီကားရဲ့ director က2022တုန်းကထွက်ခဲ့တဲ့ Barbarian ကားရဲ့ director Zack Cracker ကိုယ်တိုင်ကလည်းဒီ weapons ကိုကြောက်ဖို့ကောင်းစေရမယ်လို့အာမခံထားတယ်ဒီ trailer ကိုကြည့်ပြီးတော့ကြိုက်လားဇလန်းရောဘယ်လိုထင်လဲဆိုတာလေးတွေမှန်းခဲ့ပြီးပါအောင်နောက်ဗီဒီယိုတွေမှာထပ်တွေ့ပါမယ်ကျေးဇူးအများကြီးတင်ပါတယ်